အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Facebook password ချိန်ပြီးသုံးလို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့နည်းပညာနဲ့ပတ်သက်တဲ့ဝိသုဒ္ဓတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါမယ်Facebook ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ profile ထဲကိုဝင်ရတဲ့နေရာလေးပေါ့နော်ဒီ menu bar လေးထဲကိုဝင်လိုက်ပါမယ် menu bar ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်နားမှာရှိတဲ့ဒီ setting and privacy ဆိုတာလေးထဲကိုဝင်လိုက်ပါမယ်အခုကျွန်တော်4000 white ပြထားတဲ့နေရာလေးပါပြီးတော့ရင်တော့ကျွန်တော်တို့ဒီ setting ဆိုတာလေးထဲကိုဝင်ပေးလိုက်ပါမယ်setting ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးမှာရှိတယ်ပေါ့နော်ဒီ personal detail ရဲ့အောက်မှာရှိတယ်ကျွန်တော်တို့ဒီအခုကျွန်တော်4000 white ပြတဲ့နေရာလေးပါ password and security ဆိုတာလေးတွေကိုဝင်လိုက်ပါမယ်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီအခုကျွန်တော်တို့ဒီမှာရှိတဲ့ဒီအောက်မှာရှိတဲ့ဒီထပ်ပြီးတော့ password and security ဆိုတာလေးတွေကိုထပ်ဝင်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပြီးတော့ရင်တော့ကျွန်တော်တို့ Facebook account password change နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ change password ဆိုတာရှိပါတယ်ဗျဟုတ်ကဲ့အဲ့ဒါလေးတွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီထဲကိုဝင်လိုက်ပါမယ်ဗျဝင်ပြီးရင်ဒီအပေါ်ဆုံးမှာတော့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ပေါ့နော်လက်ရှိကိုသုံးနေတဲ့ Facebook account ရဲ့ password ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ဒီဒုတိယအကြောင်းမှာတော့ကျွန်တော်တို့အခုလက်ရှိကိုကစပြီးအသုံးပြုမဲ့password အသစ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနောက်ဆုံးအကြောင်းကလည်းကျွန်တော်တို့အခုအသစ်ထားမဲ့ password ဒီအပေါ်အကြောင်းနဲ့အတူပေါ့နော်တူတာကိုရိုက်ထည့်ပြီးတော့ထားမှာဖြစ်ပါတယ်အကုန်လုံးကျွန်တော်တို့အဆင်ပြေပြီးထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့ဒီ chain password ဆိုတာလေးကိုနှိပ်ပြီးတော့ပြောင်းလိုက်ရင်ရတော့ပြီဗျဒါဆိုရင်ကျွန်တော်တို့ရဲ့ Facebook account က password ပြောင်းပြီးသားဖြစ်သွားပါပြီဟုတ်ကဲ့ပါဒီနည်းလမ်းလေးအတိုင်းကျွန်တော်တို့ like လုပ်ကြည့်လို့ရပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးခဲ့တာတော့ကျွန်တော်တို့ Facebook password ပြောင်းပြီးသုံးလို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်